အားလုံးပဲမင်္ဂလာပါ။တမိုင်းကြောင်းနဲ့မူလအစတွေကြောင်းတင်ဆက်ပေးမယ့်ဒန်နန်အောင် channel ကနေကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုလေးကတော့ကြောက်ခက်ကစလို့ဒီနေ့ရဲ့ခင်မီမိကျစ်တွေအထိမိကျစ်ရဲ့စင်ကဲပြောင်းလဲမှုတမိုင်းကြောင်းကိုကျွန်တော်တို့ဒန်နန်အောင် channel မှာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တမိုင်းမတခင်ခေတ်ကာလတုန်းကလူသားတွေဟာမိုးရွှပြစ်တာနဲ့တဘာဝတော်မီလာကနေတစ်ဆင့်မီးဆိုတဲ့အရာကိုစတင်သိရှိခဲ့တာပါ။အဲ့ဒီနောက်မှာတော့ကြောက်ခဲလူသားတွေဟာလူသားချင်းပုတ်တိုက်တာကြောက်ခဲချင်းခောက်တာမျိုးနဲ့မီးကိုကိုယ်တိုင်ဖန်တီးထိန်းချုပ်နိုင်ခဲ့ကြပါတယ်။ဒါဟာလူသားမျိုးနွယ်စုရဲ့အကြီးမားဆုံးလှည့်ပြောင်းတစ်ခုဖြစ်ခဲ့တာပါ။ပထမဆုံးမီးကျစ်လို့လည်းဆိုနိုင်ပါတယ်။အဲ့ဒီလိုမီးပုတ်တိုက်ရတဲ့အဆင့်ကနေ1823ခုနှစ်ရဲ့ကမ္ဘာပထမဆုံးမီးကျစ်စနစ်ကမ္ဘာစစ်တွင်းကဇလန်းတွေနဲ့ဒီနေ့ခေတ်လက်ချောင်းလေးတစ်ချက်တောက်လိုက်ရုံနဲ့မီးထွက်လာတဲ့အထိမီးရဲ့စင်ကဲပြောင်းလဲမှုတမိုင်းကြောင်းကဘလောက်တောင်စိတ်ဝင်စားဖို့ကောင်းလဲဆိုတာဒီနေ့ဗီဒီယိုမှာအသေးသေးကြည့်ကြရအောင်ပါ။ပစ္စည်းတစ်ခုကိုတီထွင်လိုက်တဲ့အစီအစဉ်အလှည့်ကျထက်အဲ့ဒီပစ္စည်းကလူသားတွေအတွက်ဘယ်လောက်ရေးပါလဲဆိုတာကပိုပြီးအံ့ဩဖို့ကောင်းပါတယ်။ဒါကြောင့်ကျွန်တော်အတွက်နံပါတ်1အကောင်းဆုံးတီထွင်မှုကတော့လက်ချောင်းလေးတစ်ချက်တောက်လိုက်ရုံနဲ့မီးတောက်ထွက်လာခြင်းပါပဲ။ဒါကတော့ပြည်ထိုင်လူမျိုးစာရေးဆရာရုပ်ဆောင်စတီဗင်ဖရိုင်ပြောခဲ့တဲ့စကားပါ။ကျွန်တော်တို့ကားပေါ်မှာတချို့ပစ္စည်းတွေကလူသားတွေရဲ့လူနေမှုဘဝတွေကိုဘလောက်တောင်ထိုးပေါက်ဝင်ရောက်နေသလဲဆိုရင်အဲ့ဒီပစ္စည်းကမရှိရင်ဘာကြီးဘယ်လိုဖြစ်မလဲဆိုတာစိတ်ကူးကြည့်ဖို့တော့ဖြစ်ပါတယ်။မီးချစ်ကလည်းအဲ့ဒီတဲကအထူးပါဝင်ပါ။လူသိများတဲ့ channel 4ရဲ့မှတ်တမ်းရုပ်ရှင်တစ်ခုမှာဆိုရင် Steven Fry ကဒီ secret magic ကိုလူသားတို့တမိုင်းတစ်ချောင်းကြီးကျယ်ဆုံးတီထွင်မှုဖြစ်တောင်သတ်မှတ်ခဲ့ပါတယ်။နာမည်ကြီးစေဖို့ magic တွေအခါသုံး plastic magic တွေကနေအတိတ်ခေတ်ကဆန်းဆန်းပြပြတီထွင်မှုတွေအထိ magic ရဲ့စင်ကဲပြောင်းလဲမှုတမိုင်းကြောင်းကရေကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။1823ခုနှစ်မှာဂျာမန်ဓာတုဗေဒပညာရှင်လည်းဖြစ်ဂျီနာတက္ကသိုလ်ရဲ့ပါမောက္ခလည်းဖြစ်တဲ့ဒူဘရိုင်းနာကကမ္ဘာအစောဆုံး magic မျိုးစားကိုတီထွင်ခဲ့ပါတယ်။အဲ့ဒီတုန်းကခုခေတ်မီးကျစ်တွေနဲ့တော့မတူပါဘူး။ဂျာမန်လို Firebird လို့ခေါ်တဲ့ဒီမီးအိမ်ဟာ1820ပြည့်လွန်နှစ်တွေမှာလုံးရည်တသန်းကျော်ရောင်းခဲ့ရတဲ့အထိရန်ခေစားခဲ့ပါတယ်။ဒီထူးဆန်းတဲ့တီထွင်မှုဟာဇင်းနဲ့ကန့်ဆာဖြူတဲ့အဆစ်အပြော့တို့ကိုဓာတ်ပြုစေပြီးဟိုက်ဒရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်တဲ့စနစ်နဲ့အလုပ်လုပ်တာပါ။မီးညှိခြင်းတဲ့ကအဆိုရှင်လေးကိုမလိုက်ရင်ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေကပလက်တီနမ်ရေမြုပ်စီကိုပန်းထွက်သွားပြီးလေတို့ရဲ့အောက်ဆီဂျင်နဲ့ဓာတ်ပြုကမီးကြောင်လေးကိုအမြဲငြိမ်ငြိမ်လေးတောက်ပနေစေပါတယ်။ဖာရိုစီယန်ဆိုတာဝတ်တိုက်လိုက်တဲ့အခါအရန်ပူပြီးနှင်းထိုင်တဲ့မိဘတွေကိုထွက်စေတဲ့လူလုံးတထုဇက်တစ်မျိုးပါကျွန်တော်တို့ကမိကြီးကြောက်လို့အလွယ်ကောလေးရှိပေမဲ့တကယ်တော့ကြောက်မဟုတ်ပဲတထုဇက်ဖြစ်ပါတယ်အဲ့ဒီအရာကို1903ခုနှစ်မှာဩစတြေးလျဓာတုဗေဒပညာရှင်ဝမ်ဘက်ကတီထွင်ခဲ့တာဖြစ်ပြီးမင်းကြီးဖို့အတွက်လိုအပ်တဲ့မိဘကိုအလွယ်တကူထုတ်ပေးနိုင်တဲ့အပြင်ဈေးနှုန်းလည်းချိုးတာကြောင့်မိကျက်သမိုင်းကိုတစ်စိတ်ချိုးပြောင်းလဲနိုင်ခဲ့ပါတယ်ခန္ဓာဝင်မီးကျစ်ဒီဇိုင်းတွေကလူသိများဆုံးတစ်ခုကတော့1910မှာ Ronson Company ကထုတ်လုပ်ခဲ့တဲ့ Pistol Litter ပါဒီဒီဇိုင်းကပြောင်းဝရှည်တနက်တစ်လက် Pistol နဲ့တော်တော်တူပါတယ်မီးကျစ်က trigger ကိုဆွဲလိုက်တဲ့အခါတနက်ပြောင်းထဲမှာရှိတဲ့မီးကျစ်ကြောင့်မျက်နှာပြင်ကိုအတော်တွေကပုတ်တိုက်မိပြီးမီးပွားတွေထွက်လာစေတာပါပြောင်းဝရှည်တဲ့အတွက်မော်တော်ကားအင်ဂျင်လိုမျိုးအလံရခက်တဲ့နေရာတွေကိုမီးပွားပေးဖို့အဆင်ပြေပြီးလက်တွေကျခဲ့ပါတယ်အဲ့ဒီနောက်1912ခုနှစ်မှာတော့ Ronson ဟာခေတ်ပေါ်မီးကျစ်တွေနဲ့ပို့တူတဲ့အထူးကိုယ်တန်းနဲ့လှုပ်ထားတဲ့ Wonderlight မီးကျစ်ကိုဆက်လက်ထုတ်လုပ်ခဲ့ပါလားပထမကမ္ဘာစစ်တွင်ဘုံကိုချင်းတွေကစစ်သားတွေရဲ့ဘဝကတကယ်ကိုခက်ခဲချမ်းတမ်းပါတယ်အထူးသဖြင့်ရှေ့တန်းမျက်နှာပြင်တွေမှာပစ္စည်းရိတ်ခါနဲ့ကရိယာတွေကအလွန်ပြက်လက်ခဲ့တာဒါကြောင့်စစ်သားတွေကတွေးတဲ့အမိုက်ဆနာတွေကိုသုံးပြီးနေ့စဉ်သုံးပစ္စည်းတွေကိုကိုယ်တိုင်တီထွင်ခဲ့ကြပါတယ်အဲ့ဒီထဲမှာသုံးမလို့တော့တဲ့ခြေစံကုန်လွတ်တွေသုံးပြီးလက်လုံမီးကျစ်တွေလုပ်ခဲ့တာလည်းပါဝင်ပါတယ်။ဒီတိုက်ရင်မီးမငြိမ်အောင်ပေါက်လေးတွေပါတဲ့ဖုံးလေးတွေတော့တက်တင်ပြုလုပ်ခဲ့ကြပါသေးတယ်။ Ronson Company ဟာ1926ခုနှစ်မှာသူတို့ရဲ့ဒီဇိုင်းကိုပုံမကောင်းမွန်အောင်ဆင့်မြင့်တင်ပြီးဘန်ဂျိုလို့ခေါ်တဲ့မီးကျစ်ကိုထုတ်လုပ်ခဲ့ပါတယ်။ American နိုင်ငံ New Jersey မှာတီထွင်ခဲ့တဲ့ဒီမီးကျစ်ဟာ300လွယ်ကူပြီးဒီဇိုင်းကလည်းရန်ဆွဲဆောင်မှုရှိတာကြောင့်ကြီးကျယ်အောင်မြင်ခဲ့ပါတယ်။ဒါဟာခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့မီးတော့ထွက်လာတဲ့ကမ္ဘာပထမဆုံး automatic အိတ်ဆောင်မီးကျစ်ဖြစ်ပါတယ်။အဲ့ဒီခေတ်က$9ပဲပေးရပေမဲ့အခုခေတ်မှာတော့ကောင်းတိုင်းရှိသေးတဲ့အဲ့ဒီမီးကျစ်တွေကိုရှေးအောင်ပစ္စည်းစုဆောင်းသူတွေကဒေါ်လာရာချီပေးပြီးဝယ်ယူနေကြပါတယ်။1933ခုနှစ်မှာတော့တီထွင်သူ Blake ကဘာမှဩဇာရှိဆုံးဖြစ်လာမဲ့မီးကျစ်ကိုမိတ်ဆက်ခဲ့ပါတယ်။အဲ့ဒါကတော့စစ်ပိုပါ။မူရင်းစစ်ပိုရဲ့ဒီဇိုင်းကဘလောက်တောင်လူကြိုက်များလဲဆိုရင်ဥတ္တတိဒီဇိုင်းပြောင်းလဲနည်းငယ်ပဲလုပ်ပြီးကြောင်းကောင်းနေတော့မှာအစောပိုင်းစစ်ပိုတွေကကြီးဝါနဲ့လောက်တာဖြစ်ပေမဲ့အိန္ဒိယကမ္ဘာစစ်တွင်းမှာတထုပြက်လက်မှုကြောင့်အနက်ရောင်တံမဏိတွေနဲ့ပြောင်းလဲထုတ်လုပ်ခဲ့ရပါစစ်တွင်းကာလစစ်ပိုတွေမှာစစ်တပ်တစိမ့်တွေစစ်သားတွေရဲ့တင်ကေတတွေထွင်းထူးလေးရှိပြီးဒီ trend ကခုထိအစားနေတော့မှာစစ်ပုံမီးကျစ်တွေရဲ့အတွင်းပိုင်းဆယ်ရန်နေရာစနစ်ကတော့စတင်ထုတ်လုပ်ကြတဲ့ကအခုထိဘဝမနီးပါမပြောင်းလဲပါဘူး။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ပြီးမှာတော့ပြပြချမ်းသာတဲ့လူပညာဒီဇိုင်းတွေဘိုးတန်တထုတွေသုံးလာပြီးလူကြိုက်များတဲ့ဖက်ရှင်တွဲဖက်ပစ္စည်းတစ်ခုဖြစ်သုံးလာခဲ့ကြပါတယ်။
စစ်ဘိုဟာရုပ်ရှင်တွေ TV စီစဉ်တွေနဲ့ကြော်ညာတွေထဲမှာမရှိမဖြစ်ယဉ်ကျေးမှုပြရုပ်တစ်ခုဖြစ်လာခဲ့ပြီးဒီဟောင်းဒီဇိုင်းတွေကဒီနေ့အထိစူဆောင်းသူတွေကြားထဲမှာဒီပန်းစားနေတော့မှာနှစ်ပေါင်း20ကြာခဲ့တဲ့ BNN စစ်ပွဲအတွင်းမှာစစ်ဘိုမီးချစ်ဟာအမေရိကန်စစ်တပ်ရဲ့တင်ကြတာတစ်ခုဖြစ်လာခဲ့ပါတယ်။ BNN မှာတိုက်ပွဲဝင်နေတဲ့အမေရိကန်စစ်သားတွေဟာသူတို့ရဲ့စစ်ဘိုမီးချစ်တွေပေါ်မှာကိုယ်ပိုင်ဆောင်ပုဒ်တွေစာသားတွေပုံရိပ်တွေကိုထွန်းထူးလေးရှိကြပါတယ်။ဒါအဲ့ဒီကစစ်သားတွေရဲ့ခံစားချက်ယုံကြည်ချက်နဲ့စစ်ပွဲပေါ်သဘောထားတွေကိုထင်ရစေခဲ့တာပါ။ဒီကနေ့မှာတော့ BNN စစ်ပွဲခေတ်ကစစ်ဘိုမီးချစ်တွေကလေလံပွဲတွေမှာဒေါ်လာအမြောက်များနဲ့ရောင်းချနေရတဲ့ဘိုးတန်စုဆောင်းစရာပစ္စည်းတွေဖြစ်နေပါပြီ။1960ပြည့်လွန်နှစ်တွေမှာလောင်စာစီသုံးမီးချစ်တွေရဲ့နေရာမှာစားထုတ်ဖို့ပီဇိုလျှက်စစ်မီးချစ်ကိုမိတ်ဆက်ခဲ့ပါတယ်။သူကတော့မီးတော့တိုက်ရိုက်ထွက်မဲ့အစားစပရင်ပါတဲ့တူငယ်လေးကနေကွက်ခရစ်စတယ်ကိုရိုက်ခတ်စေပြီးပိုအားကနေတစ်ဆင့်လျှက်စစ်မီးပွားထွက်စေတဲ့စနစ်ဖြစ်ပါတယ်။ဒီနည်းပညာကအခုထိရှိသေးပေမဲ့ဆေးလိတောက်သူတွေကြားထဲမှာတော့1990ဝန်းကျင်မှာလည်းတက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့ကျတဲ့တခြားနေရာဥပမာ barbecue ကင်တဲ့မီးချစ်ရှည်တွေ gas မီးပိုမီးကြီးတဲ့နေရာတွေမှာတော့ဒီနေ့ထိသုံးနေကြတော့မှာ1983ခုနှစ်မှာတော့ BIC ကုမ္ပဏီဟာအဲ့ဒီခေတ်ကဈေးကြီးတဲ့ဇီဘိုတထုမီးချစ်တွေကိုပြန်ဆိုင်ဖို့အတွက်အခါသုံးပလတ်စတစ်မီးချစ်ကိုမိတ်ဆက်ခဲ့ပါတယ်။ဈေးကွက်ထဲမှာတက်တာသုံးဖြစ်တဲ့အရာ BIC မီးချစ်ဟာအရန်ကိုလူကြိုက်များခဲ့ပြီးဒီနေ့အထိကမ္ဘာတစ်ဝန်းမှာအသုံးအများဆုံးမီးချစ်ဖြစ်နေပါတယ်။ဇီဘိုလိုမျိုးလူပညာမြောက်တဲ့ဆွဲဆောင်မှုဒါမှမဟုတ်အချင်းဆန်မှုမျိုးမရှိပေမဲ့စီပြန်ဖြည့်စရာမလိုသုံးပြီးရင်လွှတ်ပြင်လိုက်အောင်မယ်မို့မြန်ဆန်ပြီးခွက်ဆန်တွက်တဲ့ခေတ်သစ်လူနေမှုစနစ်အတွက်တော့အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ဒါဆိုမီးချစ်တွေရဲ့အနာဂတ်ကအဖြစ်မလဲလက်ရှိကမ္ဘာမှာစေးလေးတောက်သူဥယျာဉ်ရောနေလာနေပေမဲ့ခဏဝင်မီးချစ်တွေရဲ့လူကြံများမှုကတော့ကြာမသွားပါဘူး။ဘာလို့လဲဆိုတော့သူတို့ကလက်တွေ့သုံးဝင်ရုံနဲ့မကပဲဖက်ရှင်ပြရုပ်တစ်ခုဖြစ်ပါရပ်တည်နေလို့ပါ။အဲကြောင့်မို့လဲရေရှည်ခံမှုကိုပိုင်စတိုင်ရှိမှုနဲ့ vintage ပဲဆောင်မှုတွေရှိတဲ့အထုမီးချစ်တွေရဲ့အနာဂတ်ကတစ်ခါသုံး plastic မီးချစ်တွေထက်ပိုပြီးလင်းထိန်နေအောင်မှာသိကြပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့မီးချစ်ရဲ့သမိုင်းကြောင်းလေးကိုသဘောကျရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။